စောကြီးထီပေါက်နိဗ္ဗာန်ရောက်တာဘာလုံးမမလုပ်ခွင့်နဲ့ပတ်စံဒီအများကြီးဝင်ပါသေးဗျာကောင်းလိုက်တဲ့စီကောင်းပါဟေးဟာရုံချတယ်ကမချမနားနေတော့ငြိမ်မင်းအမေတော့ဟုတ်လားဟေးဟယ်လိုရှင်ပြန်မလာသေးဘူးလားဟာရုံးမှာပဲရှိသေးတယ်ဒီနေ့အစည်းအဝေးရှိတယ်လေဟာမရှင်ရုံးပါဘူးအစည်းအဝေးဝေးလာမနေ့ကရေးမလာဘူးရှေ့ဘက်ပြက်နေလားမသိဘူးလေအားကလည်းနင်းလေကျမဘာသာကျမရေးဘက်ရင်ဆရာပဲခေါ်လိုက်တော့မယ်ဟုတ်ပြီလားပြီးဟာဒီမှာမီတင်းလေးရှိနေတယ်နော်ပြီးဟာပဲတော့ပြန်လာမှာဆက်ဟုတ်မီတန်ချဟယ်လိုဟုတ်ရှင်းလိုက်ပြင်ဆရာလားဒီတောက်ရတယ်စက်တင်တယ်ဟုတ်ဒါနဲ့မင်းကိုညကြည့်တယ်ကားဂျပန်ကရှင်းပိုက်ပြင်နေတော့အဲ့ဒါလည်းငါ့ကိုပို့မလို့ဩဒေါင်းလို့ဆွဲလိုက်လေဖေးဆွဲရမှာလဲငါမဆွဲတတ်တာကဲရောငါကြည့်ပဲကြည့်တတ်တာအဲ့ဒါမလုပ်တာရောဟဲ့ရှေးပိုက်ပြင်တာအဲ့ကတားကောင်းတာနင်ကြည့်ရသေးဘူးလားဇလန်းလေးကွာအင်းလေးစားဖို့ကောင်းလားဘာအဲ့လိုမျိုးကြောင့်တိတ်ပေါ်ကြလားဇလန်းဆိုဟုတ်လားအေးအဲ့ဆိုရင်ငါပြန်လိုက်မယ်ကြောင့်ပြန်လိုက်မယ်ပြန်ရတော့မင်းတို့ကောင်တွေပဲဆက်တောက်ထားလိုက်တော့နော်ဆက်တောင်းလေကွာရေးကြည့်တယ်မတော့ကွာမနှစ်ခွက်ရှိသေးတယ်မဟုတ်ဘူးဒီကတော့မတော့ဒီကတော့ရှင်းထားတယ်နောက်ရကြမှာငါလာရှင်းပေးမယ်နော်အင်းစတော့မဆိုဩနောက်ငါရှင်းပေးမယ်ကွာရှီပိုက်တင်တဲ့ကားရှီပိုက်ပြင်တာတော့ကပဲချတော့ဟုတ်နောက်မှရှင်းလိုက်ပြင်အဲ့ဒါနောက်ကိုလာဟုတ်လိုက်ခေါ်ပြီးသွားတော့လေမာတော်တော်လုံးလိုက်ရ
ကျွန်တော်ခွင့်ပြုပါမိမ ရှင့်စေးဝေးရလဲနော် ဟိုလေ ဒီမှာရှင်ပိုက်စာနေတာဖွင့်မသွားစားကျမရန်သိပြင်လာပြီခုရန်ပင်မလို့ကျမလှဲတော့ ဟာဟိုဟိုလေမိမဟိုရေပိုက်လေ ဟောပြီးသွားပြီလေ ပြီးပါပြီဟိုလေမိမဟိုအနေထားတော့မပြတ်ပါဘူး ရှင်ဘာဖြစ်နေရလဲစားနေရတော့စားလေဟုတ်ပါမယ်မန်းလို့ပါစ စားရရှိတာတော့စားပြီးမစားတော့ဘူးဟာမစားတော့ဘူး